ကျွန်တော်အမြဲပြောသလိုပေါ့နော်ဘလောက်ပဲ exercise လုပ်လို့မင်းရမယ်ဘလောက်ပဲချင်းတနေကိုထိုင်ဆော့ဆော့30-20% နဲ့မပို့ဘူးဝိတ်ချခြင်းအစားလျှော့ပါဇက်ပိတ် fasting လုပ်ဖြည်းဖြည်းစားကြာဝါအချိန်ချထမင်းကိုလျှော့ဒါပဲဘာမှမလုပ်ဘူးကျွန်တော်ဘီယာတောက်ရင်ဝိတ်ချတယ်အရက်တောက်ရင်ဝိတ်ချတယ်ဝတ်သားဆိုင်ရင်ဝိတ်ချတယ်လုပ်ချင်တာလုပ်ရင်ဝိတ်ချတယ်အေးစေးပဲဝိတ်ချနေတိသွားရင်လွယ်လွယ်လေးနော်မင်းလေ့ကျင့်ငန်းလုပ်တာ20-30% ပဲကောင်းတယ်လမ်းလျှောက်တာတနိုင်ခွဲလမ်းလျှောက်တာကောင်းတယ်ဒါပေမဲ့တကုံဆက်စွတ်ထဲ့နေလကားပဲစပိန်နေပြီးတော့တဲ့မလားမနဲ့ဆိုစပိန်နေပြီးရင်အဲ့ဒါထမင်းစီဆန်အကျော်နဲ့ကောင်းငင်းပေါင်းနေစားနေကျမ်းမာနေတော့ဝက်ကြီးပဲကျွန်တော်ပြောတယ်ကျမ်းတော့ကျမ်းမာမယ်ကွာမင်းကျမ်းမာနေတော့ဝက်ကြီးပဲဝိမကြောက်အဲ့တော့ပါဇက်ပိတ်မှရမယ် fasting လုပ်မှရမယ်ခုနောက်ပိုင်းထိုးဆေးတွေကလည်းသူကအစားစားတာကိုထိန်းတာပဲရှိတယ်ဒါပေမဲ့ကိုကတော့ဘာလို့အစားကို short မှရမယ်ဆိုတော့ကျွန်တော်တို့ဝါနေတဲ့ခန္ဓာကိုယ်ကရေ1လီတာတောက်ရင်ကုန်တယ်အစာရင်ကျဲနေတယ်အစာရင်ကိုကြုံသွားဖို့အတွက်ကျွန်တော်တို့ကထိုးဆေးတွေနဲ့ကူနေ fasting လုပ်တယ်စိတ်ကိုထိန်းတယ်အစာကိုချားတယ်အချိန်ကိုချားတယ် fasting လုပ်တယ်ဒါပေမဲ့လမ်းလျှောက်ရမယ်လမ်းလျှောက်တယ်30% ဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူးလေဝိတ်ကြောက်ဖို့တဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်ဘူးဒါပေမဲ့အစားအသောက်ပဲအဓိကပဲတော့ထမင်းမစားပြလို့ဆိုရင်ဒါသိကြပါဝိတ်မတက်ဘူးလေကျွန်တော်ကျင်းတတ်တယ်လေကျွန်တော်စားရတယ်ဆယ်မွန်စားရတယ်ကွာနော်ပြီးရင်တောင်ကြီးမှာကစ်တယ်မယ်တောက်မယ်ကွာဘီယာလည်းတောက်ချင်တောက်မယ်ကွာဝတ်သားလည်းစားရင်စားမယ်ကွာထမင်းမစားဘူးလေပေါင်းချိန်နဲ့မနဲ့ဝိတ်မတက်ဘူးဆိုရင်ကိုကျွန်တော်အောင်မြင်မှုပဲလေဒါတဲ့ပဲတရရေးစားရင်ဝိတ်တက်တယ်ဒီကနေ့တက်တယ်အဲ့တော့ဝမ်းမချုံနဲ့စီးမချုံနဲ့ရေတောက်လေးရှူအေးဝါအိတ်စိတ်ချမ်းသာအောင်နေဒါပဲတာမန်လူတွေပြောတာအေးဝါအိတ်ဆိုတာအဲ့ထက် next level ရောက်တဲ့သူတွေကအိတ်ချင်မှအိတ်မှာပေါ့ကျွန်တော်တို့ဆို9နာရီနဲ့ရတယ်ဒါကျွန်တော်တို့ train လုပ်ထားတာတခါလေလိုက်လွင်ပြီးတော့မအိတ်ဖဲနဲ့ကိုနေပြလို့ရတယ်မှတ်ပြလို့ရတယ်ဘာမှမခက်ဘူးနောက်မှလည်းစိတ်ကန်းထိုင်လို့ရတယ်ဒါတွေကတယောက်ကြောင့်မတူဘူး train person တွေမတူဘူးပါရမီမတူဘူးအဲ့တော့ပုံမှန်လူကြောင့်ပြောရင်တော့ရေတောက်လမ်းလျှောက်အေးဝါအိတ်ကျမကြီးကအစားချအချိန်ချဖြည်းဖြည်းစားကြာဝါ memory ကိုအုံနောက်ကိုပို့မင်းငါစားနေတယ်ဒါတော့6ပြောငါစားနေတယ်နော်မင်းငါ့ကိုထပ်မစားခိုင်းနဲ့ငါလူမအုံခန္ဓာကိုယ်ကြီးကွာအဲ့လိုပဲကိုယ့်ကိုဆဲပလိုက်မင်းစားခိုင်းတဲ့စားအောင်ငါဘာအောင်တော့ကွာကိုယ့်ရဲ့စိတ်နဲ့ရုပ်နဲ့ကိုကွာထိန်းချုပ်တာပေါ့ဒါစကားအမြင့်ကြီးပြောပြအဲ့တော့ဥပုသ်ဆောင်နေစားလကားမဟုတ်ဗုဒ္ဓဘာသာရောခရစ်ယာန်ရောဟိအစ္စလာမ်ရောအကုန်လုံးဟိန္ဒူတွေဥပုသ်ဆောင်နေစားလကားမဟုတ် body mind relation ကိုဒါ control လုပ်တာကွာနော်အဲ့ဒါကိုတော့တချို့ Islam တွေအသက်ကုန်စွတ်ထဲ့နေတာမင်းတို့အဲ့ဒါအလကားပဲစွတ်ထဲ့မင်းနဲ့ဥပုသ်ဆောင်နေဆိုတာစိတ်ထိန်းတာကိုပြောတာတရားနဲ့နေတာအစားလျှော့ခိုင်းဖို့ဘုရားရှင်ကပြောထားတာကိုမင်းတို့ကောင်တွေအသက်ကုန်ထဲ့လူနယ်ပဲဆိုင်တယ်ဘုရားရှင်လည်းမဆိုင်ဘူးပြီးတော့အသက်ကုန်စွတ်ကြိတ်နေတာပြီးတော့ဥပုသ်လမှာ weight တက်ကုန်ရောဒါပဲပြောချင်တာ fasting လုပ်ပြီး weight တက်တဲ့သူတွေအများကြီးပဲဆေးထိုးပြီး weight တက်တဲ့သူတွေအများကြီးပဲနော်စိတ်